ဒီနေ့ကျွန်တော်ပုံလေးတွေဆွဲရင်းလေးကိုပြောပြပေးထားမယ်အဆုံးလေးကြည့်တော့ကြပါ Play Store ထဲဝင်မှာ Jordan Kit ဆိုပြီးတော့မှ search bar မှာရိုက်ရှာကြည့်လိုက်ပါအဲ့ဒီမှာ Jordan Kit ဆိုမှလက်မမဲတဲ့ပုံလေးအဲ့ဒါလေးကိုတောင်းပြီးလို့ရှိရင်အဲ့ဒီထဲဝင်ပြီးလို့ရှိရင်တော့ Love Emojis and Setting Kit Setting ဆိုတဲ့ထဲကို4လေးခွက်ထဲဝင်မယ် Love Emoji ကိုနှိပ်မယ် For Gallery ကိုရွေးမယ်ပြီးတော့မှဆွဲမဲ့ပုံတစ်ပုံကိုနှိပ်လိုက်ပါနှိပ်ပြီးတော့မှ line ကလာကိုလည်းကိုဆွဲမဲ့ပုံမူတည်ပြီးတော့မှချိန်တဲ့အရာကိုပြောင်းလို့ရပါတယ်ပြီးတော့မှ line weight ကိုလည်း1 pixel ကိုနှိပ်ပြောင်းပါအဲ့ဒါပြီးရင်တော့ collab မှာကိုဆွဲမဲ့ဆိုင်ပုံမူတည်ပြီးတော့မှကနန်းလေးရှာရည်ကြည့်ပါသူကတစ်ကွက်ကိုတစ်လက်မစီထားရပါမယ်အောက်ကိုလည်းနဲ့ဆွဲချပြီးတော့မှ export emoji ဆိုတဲ့ဟာကိုနှိပ်လိုက်ပါအဲ့ဒါပြီးမှ set to photo gallery ကိုနှိပ်ပါ cost ကိုနှိပ်ပါအဲ့ဒါဆိုရင်တော့ all gallery ထဲမှာဝင်ကြည့်လိုက်မယ်ဆိုရင်ကိုအကွက်ရှာထားပြီးသားပုံလေးရရောက်နေတာဖြစ်ပါတယ်အဲ့ဒါလေးကိုကြည့်ပြီးတော့မှဆွဲလိုက်ပါအဲ့ဒါပြီးအကွက်လေးရှာမယ်ပြီးလို့ရှိရင် ABCD လေးတွေလိုက်မှတ်ပြီးတော့မှပုံလေးအတိုင်းဆွဲကြည့်လိုက်ပါ